ဒီနေ့ကတော့ကျွန်တော်မွေးမဲ့လိပ်ပါနီလေးအကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါလေးကတော့လိပ်ပါနီလေးမရောက်ခင်ကျွန်တော်ကံပြင်ဆင်ပုံလေးပေါ့နော်သူ့ကိုကျွန်တော်မိုမိုလို့နာမည်ပေးထားပါတယ်အထီးလေးလားမလေးလားတော့မသိသေးပါဘူးဒီရွယ်မှာလည်းခွဲလို့မရသေးဘူးလို့ပြောပါတယ်ကဲမိုမိုတော့အိမ်ကိုရောက်လာခဲ့ပြီတော်တော်ကံကောင်းနေပြောရမယ်ဗျကျွန်တော်အပြင်သွားမဲ့ဆဲဆဲမှာပါကင်ဘူးကရောက်လာတာပေါ့နော်ကျွန်တော်သာအပြင်ထွက်သွားမယ်ဆိုရင်သူ3နာရီလောက်အိမ်ရှိမှနေရမယ်ခုတော့ကျွန်တော်အမီပေါ့နော်မထွက်ခင်အမီရောက်လိုက်တော့စင်ပြေသွားတယ်ပေါ့နော်ကျွန်တော်ခုဖောက်မယ်ဆက်ကြည့်လိုက်ကြပါအောင်ဗျဒါကျွန်တော်စီရောက်ဖို့2ရက်လောက်အချိန်ယူရတယ်ပေါ့နော်အလေးလေးတစ်ကောင်ရောက်လာရင်ဘာတွေကြည့်ရမလဲဆိုတော့အဓိကမျက်လုံးပေါ့နော်မျက်လုံးရောင်တောက်ရဲ့လားမျက်လုံးဖွင့်လာရဲ့လားပေါ့နော်ပြီးတော့လှုပ်ရှားမှုရှိရလားအခုဆိုသူစပြီးလှုပ်နေပြီအိမ်ကနေကြိုးစိုးပါလေလေကလေးနားလေးလေကလေးတွေကငါးကလေးတွေလို့တော့ရေလျှော့မရှိဘူးပေါ့ဥပမာ pH changes ကို sensitive ဖြစ်တာတော့ဘာလို့မရှိဘူးပေါ့နော်ဒါပေမဲ့သူတို့လည်းအပူတွေကလာရတာဆိုတော့ချက်ချင်းကြီးရေအေးတဲ့ကိုချလိုက်လို့တော့အဆင်မပြေဘူးဒါကြောင့်မို့လို့ရေဆက်ဆက်လေးတဲ့ကိုအရင်ဆုံးကျွန်တော်ထားပါမယ်ကျွန်တော်ကတော့ဖတ်ဖူးသမျှနဲ့ပေါ့နော်ရှင်ကြည့်ပြီးတော့ဒါလေးကိုအထီးလေးလို့ထင်တာပေါ့ဒါပေမဲ့ဒီရွယ်မှာတော့ဘလို့မှကိုမသိနိုင်သေးပါဘူးကျွန်တော်သိသလောက်ပေါ့နော်အထီးဆိုရင်အမီးကရှည်တယ်ပေါ့နော်ရင်ဘက်လေးကခွက်တယ်ပေါ့ဒီရွယ်မှာရင်ဘက်ကခွက်မှမဟုတ်သေးဘူးအမီးလေးကကျွန်တော်သိသလောက်တော့ဒီရွယ်နဲ့ရှင်တော်တော်ရှည်ရလို့တော့ထင်တယ်ဒါပေမဲ့မဟုတ်လောက်သေးပါဘူးနည်းနည်းတစ်နေ့လောက်မှသိရမယ်လို့ထင်ပါတယ်ဗျထီးလေးဖြစ်လဲဆင်ပြေပါတယ်အမာလေးဖြစ်လဲဆင်ပြေပါတယ်ဒါပေမဲ့ဖြစ်နိုင်ရင်တော့အထီးလေးဖြစ်စေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကန်ဆိုင်ကိုအရန်ကြီးမလုပ်ချင်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့အမားတစ်ကောင်ကကြီးသွားလို့ရှိရင်သူကကန်ဆိုင်က4ပေ2ပေလောက်ကိုကန်ဆိုင်လိုပါတယ်အတက်red ear slider တစ်ကောင်အတွက်ပေါ့နော်အမားတစ်ကောင်အတွက်ကအထီးအတွက်ကအလောက်ကြီးမလိုပါဘူးအထီးနဲ့အမားကစိုက်ကကြီးသွားရင်တိတာပါတယ်အရန်ကွာပါတယ်ဒါကတော့ကျွန်တော်ဒီခွက်လေးထဲမှာပေါ့နော်မိနစ်20လောက်ကိုကျွန်တော်ထားမှာပါဘာလို့လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့သလိုပဲအပူတွေကလာရတာဆိုတော့သူကချက်ချင်းကြီးရေအေးတဲ့ကိုပေါ့နော်ရေအေးတော့မဟုတ်ပေမဲ့ကျွန်တော်ကန်အသင့်ပြင်ထားတဲ့ကန်ထဲမှာရေကနည်းငယ်တော့အသင့်တင်အောင်အေးနေတဲ့အတွက်ချက်ချင်းကြီးချလိုက်လို့ရှိရင်သူtemperature ကိုလိုက်ပြီးတော့လက်လျောင်းကြီးထွေးမလုံးနိုင်သေးခင်မှာရှော့ရသွားမှာဆိုလို့ပါ pH ရှော့တွေဘာတွေတော့မဟုတ်ဘူးပေါ့နော်ပြီးတော့သူ့ရဲ့အခြေအနေကိုလည်းသိကျင်တဲ့အတွက်ကြောင့်မှအခုဆိုရင်သူကတော်တော်အဆင်ပြေတဲ့မှာပါတယ်မျက်လုံးလည်းကြည်တယ်တောက်တယ်ပေါ့နော်နီးတယ်ပြီးတော့ဒီစူးစမ်းခြင်းစိတ်လည်းရှိတယ်ပေါ့နော်ဒီလက်တွေဘာတွေပေးရင်လည်းသူအရန်ကြီးထိတ်လန့်မနေဘူးပေါ့နော်
ဒါမင်းအိမ်တစ်ဖယ်ကဲသွားပါဒီမှာတော့တင်ထားမယ်ပေါ့နော်ဒါပေမဲ့သူပြန်ဆင်းมาပါတန်းပြီးတော့နေဘူးစားလုံတာတော့ရှားမယ်ဗျအခုကျွန်တော် UV light ကိုဘေးကနေပြီးထိုးထားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလေးကပုံမှန်မှုလို့သိရပါတယ်နောက်တော့ကျွန်တော်အပေါ်တက်ကနေပြန်ပြီးတော့ချိန်ပြီးလိုက်ပါတယ်ဗျအခုတော့ကျွန်တော်မသိသေးတဲ့အတွက်ဘေးကနေပဲထိုးပေးထားပါတယ်အဲ့ဒါကလေလေးရဲ့မျက်လုံးကိုစူးစေတယ်ပေါ့အထူးသဖြင့် albino တွေဆိုရင်မျက်လုံးက sensitive ဖြစ်တဲ့ light ကို sensitive ဖြစ်တဲ့အတွက်လူဘေးကနေထိုးတာနည်းနည်းသူနည်းနည်းရှောင်ပေးရမယ်ပေါ့နော်ဟုတ်ပါပြီခုဆိုသူကကန်အစ်ကိုစူးစမ်းနေတဲ့အတွက်ခဏတော့ငြိမ်းနေလိုက်မယ်ပေါ့နော်ကူးနေခန့်နေရတော့မရှိသေးဘူးကျွန်တော်ဆက်ဆောင်ကြည့်ပါမယ်အရန်လောလို့လည်းမဖြစ်ဘူးပေါ့နော်စာစားဖို့ဆိုရင်တော့နည်းနည်းကျွန်တော်ထင်ပါတယ်2ရက်3ရက်ပေါ့နော်အလုံးဆုံးကြာ4-5ရက်လောက်တော့ကြာအောင်မယ်ဒါပေမဲ့မုံမိုကထင်ထားတဲ့ထပ်ပို့ပြီးတော့ပတ်ဝန်းကျင်အစ်ကိုတိတ်မကြောက်ဘူးပေါ့နော်ကျွန်တော်ဒီလိုလေးထားပြီးတော့စိတ်ချသွားပြီပေါ့နော်သူစိတ်ချသွားတဲ့အခါမှာအပြင်ဝင်သွားပါတယ်အပြင်ကပြန်လာတဲ့အခါမှာသူနေပူစာတက်လုံးနေအောင်တွေ့ရပါတယ်ဗျကြည့်ရှုပေးသူတယောက်ရှိတဲ့တိုင်းကိုကျေးဇူးထူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျ